အားလုံးပဲမင်္ဂလာပါ eFootball ပိုင်း Virus TikTok အကောင့်ရဲ့ admin Virus ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒါညီကိုတယောက်ကပေါ့နော်ကျွန်တော်ရဲ့ဒါဗီဒီယိုတစ်ခုမှာသူ့အနေနဲ့ Cavalry ကိုဒါ free တစ်ချိန်လေးနဲ့ပေါက်သွားတယ်ဆိုပြီးတော့လာကြွားတာပေါ့နော်ဒါကိုတွေ့လဲတွေ့ရောကျွန်တော်အနေနဲ့လည်းငါလည်းပေါက်နိုင်လားဆိုပြီးတော့ဒီလိုမျိုးလာဖောက်တာဖြစ်ပါတယ်ဒီပတ်နာမည်ကတော့ English League Season Pass ဖြစ်ပြီးတော့ဒါပြီးခဲ့တဲ့ရာသီဒါ Premier League မှာကောင်းခဲ့ကြတဲ့ကစားသမားတွေကိုဒါ Big Time Showtime Cut အနေနဲ့ပြန်လည်ထုတ်ပေးတာဖြစ်ပါတယ်ဒီထဲမှာဆိုရင်တော့ Salah ပါမယ်Cavalry ပါမယ် Gravenberch ပါမယ်ပေါ့နော်ဒီ၃ယောက်ကတော့ဒါအဓိက highlight ကစားသမားတွေလည်းဖြစ်ပါတယ်ပေါ့နော်သူတို့အပြင်မှာကျွန်တော်တို့တွေကတွေ့ရမှာကဘာလဲဆိုတော့ Cavalry ရောရှိမယ် Luis Diaz ရှိမယ် Murelo ရှိမယ် Watkins Wissa Luis Hall Mintagအစမလာစားဆိုပြီးတော့ဒီကစားသမားတွေလည်းပါရှိတယ်ပေါ့နော်ဒီထဲမှာဆိုရင်ကျွန်တော်တို့အနေနဲ့ဒါအလိုချင်ဆုံးကတော့ဒါလူတိုင်းပေါ့နော်လိုချင်တယ်ဒါဆာလာပေါ့ဆာလာတော့ပြီးခဲ့တဲ့ရာသီလီဗာပူးအသင်းနဲ့ Premier League မှာအရန်ကိုကောင်းခဲ့တဲ့ကစားသမားတစ်ယောက်ပြီးတော့ဒါအာဆင်နယ်အသင်းရဲ့နောက်တန်းကိုဒါဦးဆောင်ပေးနေတဲ့ Cavalry ရေပေါ့နော်ဒီကလည်းတော်လေးကိုမိုက်တယ်ပြီးတော့ဒါလီဗာပူးအသင်းရဲ့ကွင်းလေခံစရအတွက်မရှိမဖြစ်ရေးပါတဲ့ Gravenberch ပေါ့နော်ဒီကစားသမား၃ယောက်ကကတော့တော်တော်လေးကိုဒါမိုက်တယ်လို့ပြောရမယ်ပေါ့နော်ကဲဒါဆိုရင် free တစ်ချိန်ကိုဖောက်လိုက်အောင်ဘာပေါက်မလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်ဗျစကားမဆက်ပေါ့နော်ဒါကျွန်တော်ရဲ့ TikTok အကောင့်မှာဆိုရင်ဒါ eFootball မှာဒါ free ရတဲ့ chance တွေကိုဖောက်ပြီးတော့ကန်ကောင်းလားကန်မကောင်းလားဆိုတာကိုဒါညီကိုတို့ကိုပြန်လည်မျှဝေပေးသွားမှလည်းဖြစ်ပါတယ်ပေါ့နော်ဒါအပြင်တခြား content တွေလည်းဒါလုပ်ဖို့ပေါ့နော်ဒါစီစဉ်ထားပါတယ် okay မပေါက်ဘူးပေါ့နော်ဒါဗာနီယာပေါ့ဒါဗာနီယာတော့ဒါဘုံမောက်အသင်းရဲ့ကစားသမားပေါ့နော်ဒါသူ့ကိုပေါက်ပါတယ် normal base ကပါပဲโอเคဒါတော့ဒါကျွန်တော်အနေနဲ့တော့ကံမကောင်းခဲ့ဘူးလို့ပဲပြောရမယ်ပေါ့နော်အဲအတွက်ကြောင့်မလို့ဒါကျွန်တော်မှာအခုလက်ရှိ coin ကတော့ဒါ160နဲ့မှ9 coin ရှိရပေါ့နော်အဲအတွက်ကြောင့်မလို့ကျွန်တော် coin 100သုံးပြီးတစ်ချက်ဖောက်ကြည့်ပါမယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ကံကောင်းလားတစ်ချက်စမ်းကြည့်ရပါတော့ဒါ pep တွေတိုင်းကိုတော့တော်တော်လေးတော့အမြဲတမ်းပေါ့နော်တကက်စီဖောက်ပေးတင်တယ်ပေါ့နော်တစ်ချိန်စီဖောက်ပေးတင်တယ်လို့ကျွန်တော်မြင်တယ်โอเคဒါကတော့လုံးဝမဖြစ်နိုင်တော့ပါဘူးပေါ့နော်ဘာအယောင်မှလည်းမရှိဘူးအဖြူရောင်တက်တက်ပဲပေါ့Carlos Benitez ဖြစ်ပါတယ်သူကတော့ဒါ Fulham အသင်းရဲ့တိုက်စစ်မှု Carlos Benitez ပါဒါသူလည်း normal base ကပါပဲဒါကြောင့်မို့ကျွန်တော်ကတော့ဒီအခုလက်ရှိပေါ့နော်ဒါလာနေတဲ့ bit time cap ပေါ့နော် English League Season Pass မှာတော့ကျွန်တော်ကတော့ကံမကောင်းသွားတယ်ပဲ2ချိန်လုံးမပေါက်ခဲ့ဘူးညီကိုတို့တွေမှာရောဘသူကဒါ free နဲ့ပေါ့နော်ကံကောင်းပြီးဘာတွေကိုပေါက်ခဲ့ကြလဲဆိုတာကိုကျွန်တော်ရဲ့ comment အောက်မှာဝင်ရေးခဲ့ကြပါဦး